ပါကိုကြီး လာပါ တို့များတို့ရွာမှာကွယ်ချင်းညနေကောင်းလေးနေပေါင်းနေနေရေခတ်လာတယ်ထုံးရမရွာမှာကွယ် ဘုံရှိကခင်ပြိုရဲ့ရုပ်စင်းကချောလာတယ်တို့ရမမနေနဲ့ကွယ်မြို့ဘူတာမောင်ခေါ်မေ သမီးသားစကားလာမပြောနဲ့တိုးသူများတာဘာထင်သလဲရုပ်သေးသောလိမ့်ဝဲတရားကိုမြတ်ကြီးသိတတ်တယ် သဘောစိတ်ကောင်းငယ်မောင်တောင်းမှန်မေခင်ပြိုရဲ့ဘယ်ရွာမှာနေတာကိုသိချင်လာပါတယ် မိုင်းညိုညိုဆိုင်လို့ရင်ညိုပြရင်မောင်ချေထားရနေစပြေကကွယ်အဲ့ဒီရွာပဲကွယ် သဘောကောင်းတဲ့ကလေးမရဲ့ရွာကိုလေလာမေမင်းတို့အိမ်ရောက်တော့ွယ်မောင်ကိုပါကြွေးမေ အော်ဘီစကိတ်ကတဲ့တမျိုးတွေကိုဘုံမကမကြွားပြခြင်းနဲ့မွတ်တုံငဖားမကင်ရဲ့စားပြခြင်းနဲ့ သဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိန်မိန်စားခြင်းနဲ့ အလုံးမဲ့အမပိုင်ခုလပေးပါရှင် ကျေးဇူးပါ ကျေးဇူးပါကိုကြီး